အခြားလူတွေကစူပါမားကတ်ဖွင့်ပြီးအမျက်ထွက်ချင်ကြပေမဲ့ဒီလူကတော့အရှုံးပေါ်ချင်နေခဲ့ပါတယ်သူကဈေးဝယ်သူတွေကိုအထဲမဝင်လာအောင်လုပ်ချင်ခဲ့တယ်ဒါကြောင့်ဆိုင်ရှိတကားကိုလျှက်စစ်ထုတ်ပေးနိုင်အောင်တွန်းဖွင့်ရတဲ့တကားနဲ့ပြောင်းတက်လိုက်တယ်ဈေးဝယ်သူတွေဝင်ချင်ရင်တွန်းလှည့်ပြီးအပြည့်သွားမှတကားကပွင့်လာကဝင်လို့ရမှာပါသူကဒီလိုလုပ်ရင်လူတွေနောက်လှည့်ပြီးမဝင်လာတော့လောက်ဘူးလို့ထင်ခဲ့ပါတယ်ဒါပေမဲ့မှန်းချက်နဲ့နှမ်းထွက်ကလွဲနေခဲ့ပါတယ်ဈေးဝယ်သူတွေကပိုတော်များလာခဲ့ပါတယ်သူတို့ကဒီဆိုင်ကအိုင်ဒီယာကောင်းလိုက်တာဈေးဝယ်ရင်လေ့ကျင့်ခံလဲလုပ်လို့ရတယ်လို့တွေးကြပြီးသဘောကျနေကြပါတယ်ဈေးဝယ်သူတွေကိုမတားနိုင်တော့တဲ့အခါဒီလူကဝန်ထမ်းတွေကိုတုံးပြီးအရှုံးပေါ်အောင်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဆိုင်ထဲမှာနားလို့ရတဲ့နေရာတွေထားပေးပြီးအလုပ်များတဲ့အချိန်မှာလဲလျောင်းနေနိုင်အောင်လုပ်ပေးပါတယ်သူကတော့ကိုယ်တိုင်အလုပ်တချို့ဝင်လုပ်ပေးပါတယ်ဒါပေမဲ့ဒီຢာတွေကဝန်ထမ်းတွေကိုအားဖြစ်စေပြီးဒီလူကိုကျေးဇူးတင်လို့ပုံမစူးစမ်းကအလုပ်လုပ်ချင်လာစေခဲ့ပါတယ်မကြခင်မှာဒီနေရာဟာအလုပ်လုပ်ဖို့နေရာကောင်းတစ်ခုဆိုပြီးတစ်မျိုးလုံးမှာနာမည်ကြီးသွားပါတယ်အလုပ်သမားအဖွဲ့အစည်းတွေတောင်လာကြည့်ကြပြီးဒီနေရာကအလုပ်သမားတွေကိုလူလိုဆက်ဆံတဲ့တစ်ခုလေးသောကုမ္ပဏီလို့ပြောကြပါတယ်တစ်မျိုးလုံးကအလုပ်သမားတွေအားလုံးဒီဆိုင်မှာပဲဝယ်ယူကြမယ်လို့ဆုံးဖြတ်လိုက်ကြပြီးရှော့ဈေးတောင်မလိုတော့ဘူးလို့ပြောဝယ်ကြပါတယ်ဒါတွေကြောင့်ဆိုင်ရဲ့ရောင်းအားဟာထက်တက်လာပါတယ်ဒါနဲ့ဒီလူကနောက်ထပ်အကြံတစ်မျိုးထုတ်ပါတယ်သူကရောင်းစရာပစ္စည်းတွေကိုအသုံးချဖို့လုပ်ခဲ့ပါတယ်လူတွေမဝယ်ချင်တော့မဲ့ဖြန့်ချီရောင်းချသူတွေကိုရွေးချယ်ပြီးဈေးကိုမလျှော့ဘဲသုံးဆတိုးလိုက်ပါတယ်ဆိုင်ဟာနာမည်ဆိုးရသွားမယ်လို့ထင်ခဲ့ပေမဲ့ဖောက်တယ်တွေကဒီအချိုပွဲကိုတစ်ချက်စားလိုက်တာနဲ့အရန်ကြိုက်သွားကြပါတယ်အဲ့ဒီရောင်းချသူကမင်းကြီးအတွက်ချက်ပြုတ်ခဲ့ဘူးတဲ့မင်းကြီးအတွင်အစားအစာချက်သူတွေရဲ့မျိုးဆက်80မြောက်ဖြစ်နေခဲ့ပါတယ်မင်းကြီးတောင်ပထမဆုံးစားချိန်မှာရှာလဲသွားခဲ့ပါတယ်အချိုပွဲတွေကချက်ချင်းလုံးဝရောင်းကုန်သွားပါတယ်နိုင်ငံသားတွေတောင်အဝေးကနေစားချင်လို့လာဝယ်ကြပါတယ်တလအတွင်းဆိုင်ကနိုင်ငံအဆင့်ရောင်းအားအကောင်းဆုံးစံချိန်တင်သွားပါတယ်မင်းကြီးအတွက်အစားအစာချက်သူတွေရဲ့မျိုးဆက်ကလည်းဒီအချိုပွဲကိုဒီဆိုင်တစ်ခုထဲမှာပဲရောင်းမယ်လို့ကြေညာလိုက်ပါတယ်ဒီလူကဘာကြောင့်ပတ်စံရှာရတာဒီလောက်လွယ်လဲဆိုတာနားမလည်နိုင်ပေမဲ့အရှုံးမပေးခဲ့ပါဘူးသူရှာလို့ရသမျှထက်ပိုပြီးသုံးဆွဲဖြစ်ပါတယ်ဆိုင်ထဲမှာငါးပြလိုက်တစ်ခုတိစောက်ဖို့ပတ်စံအများကြီးသုံးခဲ့ပြီးဝေလာငါးကြီးတောင်ထည့်ထားလိုက်ပါသေးတယ်ဆိုင်မန်နေဂျာကတော့အံ့ဩသွားရပါတယ်ငါးပြလိုက်ကမြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်လာပြီးခီးသွားတွေအများကြီးကိုဆွဲဆောင်လာပါတယ်လူတွေကပင်လယ်စာရောင်းတဲ့နေရာဟာလက်ဆက်တဲ့ငါးတွေကိုပဲတိုက်ရိုက်ရောင်းနေတယ်လို့ထင်ကြပြီးရောင်းအားထပ်မံထိုးတက်သွားတယ်အလွန်စိတ်ပင်ပန်းသွားတဲ့ဒီလူကနောက်ဆုံးအကြံတစ်ခုထုတ်လာပါတယ်ကြော်ညာစာရွက်တစ်ခုထုတ်ပြီးဘေးဆိုင်ကဈေးပို့ချိုပါတယ်အဲ့ဒီကိုသွားဝယ်ပါလို့ရေးထားပါတယ်ဒါပေမဲ့ဒီဆုံးဖြတ်ချက်ကသူ့ဘဝထဲမှာအကြီးဆုံးနောက်တရားစရာဖြစ်လာမယ်ဆိုတာသူမသိခဲ့ပါဘူး